ဘာကြီးဘလို့ဖြစ်လို့နေငါစိတ်ကိုတော့ငါမထိခိုက်စေရဘူးလောကကတော့ထိခိုက်စေရအနေအထားတွေနဲ့တွားနေကြရတာပါမတူပဲဖြစ်ဟုတ်လားအဲ့ဒါဘုန်းတော်ဒီခံယူချက်ကလေးဒီဒေသနာကိုအမိပြုတ်ပြီးတော့မွေးမြူထားမယ်ဆိုရင်ကောင်းဘူးလားဘာကြီးဘလို့ဖြစ်လို့နေဘလို့လောကရန်နဲ့ပဲတွေ့အစဉ်ပြေတာတွေဘလို့ပဲဖြစ်အစဉ်မပြေတာတွေဘလို့ပဲဖြစ်သူဘာဖြစ်ဒါပေမဲ့ငါရဲ့စိတ်ကိုတော့ငါမထိခိုက်အောင်ကြိုးစားမယ်ကာကွယ်မယ်စောင့်ရှောက်မယ်ဒီလိုခံယူချက်မျိုးဘုန်းတို့ဒီဒေသနာလေးကိုအမိပြုတ်ပြီးတော့မွေးမြူဖို့ဘုန်းတို့ကြိုးစားအထောက်မယ်ဆိုရင်အများကြီးအကျိုးရှိမယ်ဒါကိုပြောရင်ဟုတ်လားအဲ့လိုမြတ်စွာဘုရားကတခါကြီးခန္ဓာကိုယ်ကြီးနာနေတော့လည်းပဲစိတ်မနာအောင်သင်အဲ့လိုကျင့်ရမယ်လို့မြတ်စွာဘုရားအဲ့လိုအမိန့်ရှိဘာမှဆက်ပြီးတော့မြတ်စွာဘုရားအမိန့်မရှိတော့အဲ့ဒါတခါကြီးကလည်းသဘောကျတယ်ဒီဒေသနာလေးဒီအဆုံးအမလေးအသက်ကြီးတဲ့လူဆိုတော့ပို့ပြီးတော့ခံစားချက်ကလည်းရှိနေမယ်ပေါ့နော်အမြဲတမ်းခန္ဓာကိုယ်ကြီးကနားနေတယ်အစင်မပြေမှုတွေအမြဲတမ်းကြုံနေတယ်ဘလို့အစင်မပြေမှုတွေနဲ့ပဲကြုံစိတ်ကိုတော့မထိခိုက်စေရဘူးစိတ်ကိုတော့အစင်ပြေအောင်ထားမယ်ခန္ဓာကိုယ်ကြီးကတော့တခါတလေဘုန်းတို့ဘလို့ပဲကြိုးစားအစင်ပြေအောင်လုပ်လို့မရတဲ့အပိုင်းတွေကရှိတယ်လုပ်လို့ရတဲ့အပိုင်းလေးတွေရှိတယ်လို့လုပ်လို့မရတဲ့အပိုင်းတွေလည်းအများကြီးရှိတယ်နောက်ဆုံးတကယ်နားလည်လာပြီဆိုရင်လုပ်လို့မရတဲ့အပိုင်းတွေကပဲပို့ပြီးတော့များတယ်ဒီတိုင်းပဲလက်ခံနိုင်ဖို့ကြိုးစားရတာကပဲလက်တွေ့စိတ်ကိုငြိမ်းအေးစေတယ်ငြိမ်သက်စေတယ်ဟုတ်လားစဉ်းစားကြည့်နော်တချို့ဟာတွေကိုဘာမှမတတ်နိုင်ဘူးဒီတိုင်းကိုပဲလက်ခံဖို့ကြိုးစားရတာအဲ့ဒါကိုပဲဘုန်းတို့သိခံဖို့ကြိုးစားတယ်လို့ပြောတာဟုတ်လားဒီနေ့ကဒကမတယောက်ရောက်လာတယ်ကင်ဆာဖြစ်တယ်နားရဲ့နောက်မှာအကျိတ်ရှိတယ်ခွဲလိုက်တာပေါ့ခွဲလိုက်တဲ့အခါကျတော့အကျိတ်ကအထဲမှာထပ်ပြီးတော့အကျိတ်တစ်ခုကထပ်တွေ့ပြန်တယ်အဲ့တော့ဆရာဝန်ကတန်တရားဖြစ်တဲ့အခါဘိုင်ယိုစီစစ်လိုက်တဲ့အခါကျတော့အဲ့ဒါကင်ဆာဆေးတွေ့ရတယ်တွေ့တဲ့အခါကျတော့ဒီကင်ဆာဆေးကဒီနားလေးကနေစဖြစ်တာမဟုတ်ဘူးတနေရာမှာသူအစပြုတ်နေတဲ့အစပြိုးတဲ့နေရာတစ်ခုရှိတယ်အဲ့ဒါအကုန်လုံးမျက်နှာတစ်ခုလုံးကိုသူတို့နော်တွေ့အောင်ရှာလိုက်တဲ့အခါမှာဒီအတွင်းထဲကနှာခေါင်းရဲ့နောက်မှာအဲ့ဒီအကျိတ်မူရင်းကင်ဆာကျိတ်ကအဲ့ဒီမှာရှိတယ်အဲ့ဒီကနေပွားတာအဲ့ဒါကိုခဲရင်သူတို့ဘန်ကောက်မှာသွားပြီးတော့ခုရတယ်ပတ်စံနေလဲအားကြီးကုန်အဲ့လိုဖြစ်လာတယ်စိတ်ကူးလေးကူးကြည့်လိုက်ကျွတ်တို့ဘာတတ်နိုင်လဲဘာမှမတတ်နိုင်ပတ်စံရှိကုရုံပဲမရှိရင်အသေးခံရုံပဲဒါပဲလေနာရင်អော်ရုံပဲလေမနာအောင်မကြည့်အောင်ထိုက်တဲ့လောက်ကြိုးစားမယ်ရတဲ့ခါလဲရမယ်မရတဲ့ခါလဲမရအောင်အဲ့ဒါကိုမကြည်မနှက်ဖြစ်နေလို့ဒါကြီးငါဒီလိုမဖြစ်ချင်ဘူးမဖြစ်အောင်လုပ်မယ်ဆိုလို့ရတာလားမရနော်ဒါကြောင့်မလို့ဘုန်းတို့ခန္ဓာကိုယ်ကြီးမှာအရှင်မပြေမှုတွေကတော့ရှိနေတယ်ရှိလဲရှိနေအောင်မယ်အမြဲတမ်းရင်ဆိုင်ရမယ်အရှင်မပြေမှုအသက်ကြီးလာလေးပို့ပြီးတော့အရှင်မပြေမှုတွေကခက်စိတ်တွေ့ရလေးကြုံရလေးဖြစ်လိမ့်မယ်အဲ့လိုပုံကိုယ်တွေအတွက်ဒီဒေသနာကအလုံးဝနော်တန်ဖိုးကြီးမားတဲ့ဒေသနာလည်းဘုဆိုနိုင်မို့လားဆိုနိုင်တယ်ဘလို့အရှင်မပြေမှုတွေပဲကြုံငါရဲ့စိတ်ကိုတော့ငါအရှင်ပြေအောင်ကြိုးစားမယ်ကျန်တာတွေဘာပဲဘလို့ပဲဖြစ်လို့နေစိတ်ကိုတော့မထိခိုက်စေရဘူးဒီမှာဓာတ်ရိုက်သုံးထားတာတော့စိတ်ကိုတော့မနာကျင်စေရစိတ်ဆင်းရဲတယ်ဆိုစိတ်နာသွားတာပဲလေဟုတ်တယ်မဟုတ်လားများသောအားဖြင့်ကျွတ်တို့ကစိတ်ဆင်းရဲတယ်စိတ်နာတယ်ဆိုရင်ဒေါသကရိုက်နှက်မှလာရင်စိတ်နာတယ်စိတ်ဆင်းရဲတယ်စိတ်နာကျင်တယ်လို့သိကြတာများတယ်လောဘကရိုက်နှက်လို့စိတ်နာတာတော့စိတ်ခံရခက်တာသိပြီးတော့မသိဘူးလောဘနဲ့ကတော့နေသားကတော်တော်ကိုကြာတယ်နော်ဒေါသကြာရင်တော့သိတယ်မဟုတ်လားစိတ်တိုင်းမကြဖြစ်ရပြီဆိုရင်စိတ်ကတော်တော်ကိုဆင်းရဲတယ်မျက်နှာကိုလို့ဖြစ်နေအိုးနေပြီအလိုကမကြတော့ဘူးစိတ်တိုင်းကမကြတော့ဘူးဘာဖြစ်နေတာတော့စိတ်နာနေပြီစိတ်မှာယောဂဖြစ်နေပြီစိတ်ရဲ့ယောဂကဘယ်ထိသွားပြီးတော့ထင်ရနေတာတော့မျက်နှာပေါ်မှာတော့သွားပြီးတော့ထင်ရနေတာနော်ကျန်တဲ့အစင်မပြေမှုကစိတ်ကိုပါအစင်မပြေမှုဖြစ်အောင်ဆက်ပြီးတော့ရိုက်ခတ်သွားတာကျွတ်တော့မတားဆီးလိုက်နိုင်ဘူးကျန်တဲ့အစင်မပြေမှုကိုကျန်တဲ့နေရာတွေမရက်လိုက်နိုင်ဘူးစိတ်ထိအကျိုးတရားမှုတော့ရောက်မလာအောင်ကျွတ်တို့မတားဆီးလိုက်နိုင်ဘူးကျန်တဲ့အစင်မပြေမှုကဘယ်ထိသွားရိုက်ခတ်တာတော့စိတ်ပေါ်ထိသွားပြီးတော့ရိုက်ခတ်တယ်တကယ်ဆိုဘုန်းတို့တားမယ်ဆိုရင်တားလို့ရတယ်လွယ်ကူတဲ့အလေးချင်းတော့မဟုတ်ဘူးနော်ဘုန်းတို့တကယ်ကြိုးစားမယ်ဆိုရင်ဘလို့အစင်မပြေမှုမျိုးမဆိုစိတ်ထိရိုက်ခတ်မလာအောင်စိတ်ထိနော်မနှိမ့်ဆက်နိုင်အောင်စိတ်ထိနှိမ့်ဆက်သွားတာမျိုးမဖြစ်အောင်ဘုန်းတို့လုပ်မယ်ဆိုရင်လုပ်လို့ရတယ်အဲ့ဒါမြတ်စွာဘုရားရဲ့ကျေးဇူးဆိုတာအဲ့ဒါပဲလေ